ဒီနေ့မှာတော့ကျွန်တော်တို့သရတဲ့နေအကြောင်းပေါ့ပါမယ်။အရင်တင်ပေးထားတဲ့ဗီဒီယိုလေးမှာ9 မိနစ်အတွင်းကိုရီးယားပြည်တဲ့နေကိုဘယ်လိုဖတ်မလဲဆိုပြီးတော့တင်ပေးထားတဲ့ဗီဒီယိုလေးရှိပါတယ်။ကျွန်တော်ရဲ့ဒီ playlist ထဲမှာပြန်ပြီးတော့ရှာနိုင်ပါတယ်။အခုဒီဗီဒီယိုမှာတော့ကျွန်တော်သရတဲ့နေတင်ပေးမှာပေါ့။အဲ့တော့အရင်ဆုံးဒီသရလေးကိုကြည့်အောင်။ဒီသရလေးကိုအားလို့ခေါ်တယ်။သူကနှစ်ချက်ရေးရတယ်။ဒီလိုမျိုးအပေါ်ကနေအောက်ကိုတစ်ချက်ဆွဲရတယ်။ဘေးကနေညာကိုတစ်ချက်ဆွဲရတယ်ဆိုပြီးတော့နှစ်ချက်ရေးရတယ်။အားလို့အတန်ထွက်တယ်။အာရေးချအာဆိုတဲ့အတန်မျိုးထွက်တယ်။ကြဲရဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်အာဆိုတဲ့အခရာလေးနဲ့ဒီဘီလေးနဲ့ပေါင်းလိုက်ရင်ဘာဖြစ်မလဲ။ငါအာဆိုပြီးတော့အတန်ထွက်တယ်။ခအာခါအဲ့တော့ကျွန်တော်ရေးပြမယ်။ကဲဒါဆိုရင်နာဆိုတဲ့အခရာလေးနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့နာအာနာလို့အတန်ထွက်တယ်။ပြီးရင်ဓာဆိုရယ်ဖြီးလေးနဲ့ပေါင်းလိုက်လို့ရှိရင်တော့ဓာအားဓာဆိုပြီးတော့အတန်ထွက်တယ်။လို့ပါပဲရေးရတာမခတ်ပါဘူး။အဲ့တော့နာနာအားနာဓာဆိုရယ်အခရာလေးနဲ့ပေါင်းလိုက်လို့ရှိရင်ဓာအားဓာဆဆိုတာလေးနဲ့ပေါင်းလို့ရှိရင်ဆအားဆာဆိုတဲ့အတန်လေးထွက်ပါတယ်။အဲ့တော့ဗီဒီယိုလေးကိုခဏလောက်ရပ်ထားပြီးတော့ဒီဘီးလေးတွေနဲ့သရနဲ့တွဲကြည့်ပါကျွန်တော်တို့ဘီးအများကြီးတင်ပြီးတော့အဲ့ဘီးတွေနဲ့ဒီသရလေးနဲ့လိုက်ပြီးတော့တွဲကြည့်ပါတစ်လုံးချင်းစီဖြစ်ပြီးလို့ရှိရင်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်တို့ဘာသရလေးစီကိုသွားမလဲဆိုတော့အာပြီးလို့ရှိရင်ယာဆိုတဲ့သရလေးရှိပါတယ်။ကဲယာဆိုတဲ့သရလေးကိုကြည့်ရအောင်။ယာဆိုတဲ့သရလေးကိုတော့ဒီလိုမျိုးနှစ်ကြောင်းနေရှိတယ်။အပေါ်အောက်တစ်ကြောင်းဆွဲတယ်။ဘယ်ညာနှစ်ကြောင်းဆွဲရတယ်အဲ့ဒါကိုယာလို့ခေါ်တယ်။ကဲယာဒါလေးကိုတော့မြန်မာလိုယာလို့တန်ထွက်တယ်။ကဲဒါဆိုရင်ဒါလေးနဲ့ဂျီးတွေနဲ့ပေါင်းကြည့်မယ်။ကဲဒါလေးကခနဲ့ယာနဲ့ပေါင်းရင်ခယာလို့အတန်ထွက်တယ်ခယာဒါပေမဲ့နာနဲ့ယာနဲ့ပေါင်းရင်တော့နေယာလို့အတန်မထွက်ပါဘူးနေယာလို့အတန်ထွက်ရင်မှားပါတယ်နာနဲ့ယာနဲ့တွေ့လို့ရှိရင်တော့ညရေးချညာဆိုတဲ့အတန်ထွက်ရပါတယ်ညာဒီကြည့်ရမလားပြီးရင်နောက်တစ်ခုဓာနဲ့ယာနဲ့ပေါင်းရင်တော့ဓာဆိုပြီးတော့အတန်ထွက်ရပါတယ်သတိထားမှာပါလဲဆိုတော့စနဲ့ယာနဲ့ပေါင်းလို့ရှိရင်ဆရာလို့အတန်မထွက်ပါဘူးသူ့ကိုကြတော့ရှာလို့အတန်ထွက်ရတယ်ရှာပြီးနောက်တစ်ခုမနဲ့ယာနဲ့ပေါင်းလို့ရှိရင်မယာလို့အတန်မထွက်ပါဘူးညာလို့အတန်ထွက်ပါတယ်မယာညာမယာပင်ရေးချမြဆိုတဲ့အတန်ထွက်ရတယ်ဒီထိရမလားโอเคဒီထိရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ် thread လေးတစ်ခုထပ်သွားမယ်နောက်ထပ် thread လေးကဘာလဲဆိုတော့ဒါလေးမျိုးတော့ဖြတ်လိုက်မယ် delete อืมโอเคနောက်ထပ် thread လေးတစ်လုံးကကြတော့ all ဆိုတဲ့ thread လေးပါရေးပုံရေးနည်းကကြတော့ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်ပြီးအပေါ်ကနေအောက်ကိုတစ်ချက်ဆွဲမယ် all လို့တတ်ထွက်တယ် all 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 လို့တတ်ထွက်ပါတယ် all အဲ့တော့ကဲသူ့ကြည့်အောင်သူကမြန်မာလိုသွေးထိုးအရေးချ all ဆိုတဲ့တန်မျိုးပါကဲဂနဲ့ all နဲ့ပေါင်းရင်ဘာတန်ထွက်မလဲခိုးရမလားနာနဲ့ all နဲ့ပေါင်းရင်ဘာတန်ထွက်လဲဆိုတော့ no ဆိုတဲ့တန်ထွက်တယ်ကဲဆနဲ့အောနဲ့ပေါင်းရင်ဆောဆိုတဲ့အတန်ထွက်တယ်။ကဲပြီးနောက်တစ်ခုဓာနဲ့အောနဲ့ပေါင်းရင်ဒိုးဆိုတဲ့အတန်ထွက်တယ်။လွယ်မလားဒါလေးကတော့လွယ်ပါတယ်။အာယာအောပြီးရင်နောက်ထပ်လာမယ့်သရလေးကယောဆိုတဲ့သရလေးပါ။ဒီလိုမျိုးလေးရေးပါတယ်။ sorry อืมတစ်ချက်နှစ်ချက်သုံးချက်အဲ့တော့ဘယ်ညာကိုနှစ်ချက်ဆွဲတယ်ပေါ်အောက်ကတစ်ချက်ဆွဲတယ်အဲ့ဒါလေးကိုယောလို့အတန်ထွက်ပါတယ်ယောကဲသူ့ကိုလည်းဖြီးလေးတွေနဲ့ပေါင်းကြည့်မယ်ခနဲ့ယောနဲ့ပေါင်းရင်ဘယ်လိုအတန်ထွက်မယ်ထင်လဲကျောလို့အတန်ထွက်ပါတယ်ကျောဆိုတဲ့အတန်ဒါပေမဲ့သတိထားမှာနာနဲ့ယောနဲ့ပေါင်းလို့ရှိရင်တော့နယောလို့မထွက်ဘဲနဲ့သွေထိုးညရေးချညိုးဆိုပြီးတော့အတန်ထွက်ပါတယ်
ပြီးရင်နောက်တစ်ခုစနဲ့ရောနဲ့ပေါင်းလို့ရှိရင်လေစယောလို့အတန်မထွက်ရပါဘူးလို့အတန်ထွက်မှားပါတယ်စနဲ့ရောနဲ့ပေါင်းလို့ရှိရင်ရှောဆိုပြီးတော့အတန်ထွက်ရပါတယ်ပြီးရင်နောက်တစ်ခုမနဲ့မနဲ့ရောနဲ့ပေါင်းလို့ရှိရင်လေမယောလို့အတန်မထွက်ပါဘူးမျောလို့အတန်ထွက်ရပါတယ်ကဲတတိရမယ်လို့မျှော်လင့်ပါတယ်တတိထားမယ်အလုံးလေးကိုကျွန်တော်ပြောပြထားပါတယ်ကျန်တာရအတူတူပဲဖြစ်တဲ့အတွက်ဒီရောဆိုတဲ့အခါလေးနဲ့ပေါင်းကြည့်ကြည့်ပါကဲပြီးရင်အာယာအောယောပြီးသွားလို့ရှိရင်ကျွန်တော်နောက်ထပ်သရလေးတစ်လုံးသွားပါမယ်နောက်ထပ်သရလေးကဘာလဲဆိုတော့အိုဆွဲသရလေးပါသူ့ကိုရေးပုံရေးနည်းကတော့ဒီလိုလေးရေးပါတယ်ဒုတ်ချောင်းလေးကအပေါ်ထောင်းနေအောက်ကဒီလိုမျိုးလေးသွားတယ်ဒါလေးကိုအိုလို့တန်ထွက်ပါတယ်အိုအိုလို့အတန်ထွက်တယ်မြန်မာလိုဆိုရင်အလုံးတင်ချောင်းကင်အိုဆိုတဲ့အတန်မျိုးထွက်ပါတယ်ကဲအဲ့တော့သူနဲ့ဒီလေးနဲ့ပေါင်းကြည့်အောင်ခါနဲ့အိုနဲ့ပေါင်းရင်ဘာတန်ထွက်မလဲခိုးနာနဲ့အိုနဲ့ပေါင်းရင်ဘာတန်ထွက်မလဲနိုးဓာနဲ့အိုနဲ့ပေါင်းရင်ဘာတန်ထွက်မလဲဆိုတော့ထိုးရနဲ့အိုနဲ့ပေါင်းရင်ဘာတန်ထွက်လဲဆိုတော့ရိုးမနဲ့အိုနဲ့ပေါင်းရင်ဘာတန်ထွက်လဲဆိုတော့မိုးဘာနဲ့ဦးနဲ့ပေါင်းရင်ဘာတန်ထွက်လဲဆိုတော့ဘူကဲဒီနေရာမှာကျွန်တော်တစ်ချက်ပြောပြမယ်ဒီအခရာလေးကိုအာလို့ခေါ်ရဟုတ်တယ်မလားအာနဲ့ဘာနဲ့ပေါင်းလိုက်ရင်ဘာလို့အတန်ထွက်တယ်လေအဲ့တော့ဘာဘူးကဲဒီနောက်ကအိုဆိုတဲ့အခရာလေးနဲ့တွဲသုံးမယ်ဘာဘူးကဲဒီလိုဆိုရင်ကျွန်တော်တို့ကတရလေးနှလုံးပဲတည်အောင်နဲ့ဒီ meaning တစ်လုံးကျက်နိုင်နေပြီပေါ့နော်ဘာဘူးဆိုတာဘာကိုပြောရလဲဆိုတော့အယူကိုပြောတာ FOFU အယူကိုပြောတာ โอเคအဲ့တော့ဒီအခါလေးကိုကျန်တဲ့ view တွေနဲ့လည်းတွဲကြည့်ပါလွယ်ပါတယ်နော်ဒီကမခက်ပါဘူးပြီးရင်နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဘယ်ကိုသွားမှာလဲဆိုတော့ you ဆိုတဲ့ grammar လေးကိုသွားမှာပါ you sorry grammar တော့ဖြစ်တယ်တရလေးကိုသွားမှာဒီဟာလေးကို you လို့ဖတ်ပါတယ် you you ဆိုတာဘာလဲကျွန်တော်တို့အညောင်ဟာဆဲ you မင်္ဂလာပါလို့ပြောရမလားအဲ့မှာနောက်ဆုံးမှာကျွန်တော်တို့ you လေးနဲ့ဆုံးသက်တယ်အဲ့ဒါလေးကိုအဲ့နောက်ကအဆုံးသက်တာလေးဒီလိုလေးရေးတယ် you အဲ့လိုမျိုးရေး you ဆိုတာလို့ယဉ်ကျေးတဲ့စကားမြန်မာလိုဆိုရင်ခမားရှင်းဆိုတဲ့အဓိပ္ပာယ်ပေါ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ပေါင်းကြည့်အောင် you လေးနဲ့ကြီးလေးနဲ့ပေါင်းကြည့်မယ်ဂနဲ့ you နဲ့ပေါင်းရင် q လို့အတန်ထွက်တယ်ဘယ်လိုအတန်ထွက်လဲ Q ဒါပေမဲ့သတိထားမှာပါလေနာနဲ့ယူနဲ့ပေါင်းရင်တော့နယူလို့အတန်မထွက်ပါဘူးနယူလို့အတန်ထွက်ရင်မှားသွားပါပြီနယူလို့အတန်ထွက်မှားရဲ့ဘယ်လိုအတန်ထွက်မလဲညူလို့အတန်ထွက်ပါမယ်နာနဲ့ယူနဲ့ပေါင်းရင်ညူလို့အတန်ထွက်ရအဲ့လိုပဲသတိထားမှာစနဲ့ယူနဲ့ပေါင်းလို့ရှိရင်တော့စယူလို့မထွက်အောင်သူ့ကိုလည်းဘယ်လိုထွက်ရလဲဆိုတော့ယာကောက်ဟာထိုလုံးတင်ချောင်းကင်ရှူလို့အတန်ထွက်တယ်ရှူ Q ရှူညူဟုတ်ပြီနော်ပြီးရင်ဓာတ်နဲ့ယူနဲ့ပေါင်းရင်တော့ပုံမှန်တိုင်းဒီယူလို့ပဲထွက်လို့ရတယ်ဒီယူကဲဒီထိအဆင်ပြေလားမသိဘူးဒီယူရမယ်နော်ကဲအဲ့ဒါပြီးလို့ရှိရင်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်တို့ဦးဆွဲတရာလေးတော့ပါမယ်အာယာဦးယူဦးဆွဲတရာလေးကိုဒီလိုရေးတယ်ဘဲညာတစ်ကြောင်အပေါ်အောက်တစ်ကြောင်နှစ်ကြောင်ဆွဲရတယ်ဦးလို့အတန်ထွက်တယ်ဒီတရာလေးဦးကဲဦးလို့အတန်ထွက်တော့သူနဲ့ဖြီးလေးနဲ့ကိုပေါင်းကြည့်အောင်ခါနဲ့ဦးနဲ့ပေါင်းမယ်ဆိုရင်ဘယ်လိုအတန်ထွက်မလဲဦးနာနဲ့ဦးနဲ့ပေါင်းမယ်ဆိုရင်ဘယ်လိုအတန်ထွက်မလဲနူကဲအဲ့ဒါလေးကိုကျွန်တော်ရှင်းတော့ပြန်ပြမယ်နူကူဆိုတဲ့အသုံးလေးကြားဘူးလားမသိဘူးနူကူဆိုတာဘာတူလဲလို့မေးတာကိုရခိုင်မှာကြားဘူးမှာပေါ့နူကူစေကိုနူကူဆိုတာ WHO ဟူဘာတူလဲလို့ပြောတာအဲ့တော့ကျွန်တော်တို့ဒီသရလေးတည်အောင်နဲ့ရိုးရှင်းတဲ့ meaning လေးတွေသင်လို့ရနေပြီเนาะအဲ့တော့ဂူနူနောက်တစ်ခုဓာဦးဒူလို့အတန်ထွက်ဘူးလားဒူကဲအဲ့တော့အဲ့ဒီဒူလေးကိုလည်းကျွန်တော် meaning လေးရေးပြမယ်ဒီဟာလေးကြည့်ဒါလေးကဂဦးခူဓာဦးဒူခူဒူဆိုတာဖနက်ကိုပြောတာခူဒူဆိုတာဘာကိုပြောရလဲဖနက်ကိုပြောတာเนาะခူဒူဆိုတာတောက်ဖနက်ကိုပြောတာကဲအဲ့တော့ဦးဆွဲသရလေးကလည်းလွယ်ပါတယ်ဒါလေးလည်းရမယ်ထင်တယ်
ကဲနောက်ထပ်သရလေးသွားရအောင်နောက်ထပ်သရလေးကသူ့ရဲ့နာမည်က U လို့ခေါ်တယ် U သူ့ရဲ့ရေးပုံရေးနည်းကကြတော့ဘယ်ညာတစ်ချက်ဆွဲမယ်အပေါ်အောက်နှစ်ချက်ဆွဲမယ် U okay မြန်မာလိုရာပလက်ရေးနှစ်ချောင်းနေ U လို့အတန်ထွက်တယ် U အဲ့တော့ U ကိုကျွန်တော်တို့ကြည့်မယ်နော်ဘာနဲ့ U နဲ့ပေါင်းရင်ဘာတန်ထွက်လဲ Q လို့ထွက်တယ် Q နောက်တစ်ခုသို့တော့နာနဲ့ U နဲ့ဆိုရင်တော့နယူလို့ထွက်လို့မရပါဘူးနယူတန်လို့ထွက်လို့မရပါဘူးဒါတော့ new လို့ထွက်ရတယ်ညာရေးနှစ်ချောင်းရင် new อืมပြီးရင်ဒါနဲ့ U နဲ့ဆိုရင်တော့ dew လို့ထွက်လို့ရပါတယ် dew နောက်တစ်ခုစနဲ့ U နဲ့ဆိုရင်လေစယူလို့သွားထွက်ရင်မှားပါတယ်သူ့ကိုဘယ်လိုထွက်ရလဲဆိုတော့ရာကောက်ဟာထိုနှစ်ချောင်းရင်ရှူးဆိုတဲ့အတန်လေးထွက်ရတယ်ဒီထိအောင်လားမသိဘူးလွယ်ပါတယ်ကဲဒါလေးရမယ်လို့မျှော်လင့်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီတရလေးကလည်းကျန်တဲ့ဒီလေးတွေနဲ့တွဲကြည့်ပါယူပြီးရင်နောက်ထပ်လာတဲ့သရလေးကဒီသရလေးကအထူးသတိထားမယ်သရလေးပါဘာလို့သတိထားမှလဲဆိုတော့ဒီသရလေးကတော်တော်များများအတန်ထွက်မှားကြလို့ကဲရေးပုံရေးနည်းကတော့ဒီလိုမျိုးလေးတစ်ကြောင်းနဲ့ပဲတစ်ကြောင်းနဲ့ဆိုပေမဲ့သူ့ရဲ့အတန်ထွက်ကဘယ်လိုအတန်လဲဆိုတော့လေဘင်းညစ်တဲ့အတန်ထွက်ရမယ်သူ့ရဲ့အတန်ထွက်ကကျွန်တော်လေဘင်းကိုအညစ်ခံရရင်လေဘင်းကိုအညစ်ခံရလို့ဆိုရင်အတန်ထွက်တယ်မလားအဲ့တော့အခုလေဘင်းဒီမှာလေဘင်းညစ်ခံရတဲ့အတန်ထွက်ရမယ်သူကဆိုတဲ့အတန်မျိုးအဲ့တော့ဒီမှာရေးပြလို့မရဘူးသူကနီးစစုံတူအောင်တော့ကျွန်တော်တို့ဒီလိုရေးပြဆိုတဲ့အတန်မျိုးဗျာကျွန်တော်ပါဇက်ပုံစံပြချင်ပေမဲ့ကျွန်တော်ရဲ့ laptop ကကင်မရာမကောင်းတဲ့အတွက်ပါဇက်ပုံစံပြလို့မရလို့ဆိုတဲ့အတန်မျိုးထွက်ရဗျာနော်တဲ့ရကကိုယ် level ညစ်နေတယ်လို့ခံစားလိုက်အဲ့တော့ဒီတရလေးနဲ့ဘီလေးနဲ့တွဲကြည့်အောင်ခါနဲ့နဲ့ဆိုရင်ခလို့အတန်ထွက်တယ်နာနဲ့နဲ့ဆိုရင်နဒါနဲ့နဲ့ဆိုရင်ဇဆနဲ့နဲ့ဆိုရင်စဘာနဲ့နဲ့ဆိုရင်ဘဖနဲ့နဲ့ဆိုရင်ဖလို့မျိုးလေးအတန်ထွက်ရတယ်ဗျာရှာမလားမသိဘူးโอเคအဲဆိုလို့ရှိရင်နောက်ထပ်သရလေးတစ်လုံးသွားပါမယ်နောက်ထပ်သရလေးတစ်လုံးโอเคဒီသရလေးကိုအားလုံးပဲ queue ဆိုင်ကြပါနောက်ထပ်သရတွေကိုတော့ကျွန်တော်တို့ပေါင်းဆက်သရလို့ခေါ်ပါတယ်ပေါင်းဆက်သရဆိုတာ sorry ပေါင်းဆက်သရမလာခင်နောက်ထပ်တစ်လုံးကျန်သေးတယ်အဲ့ဒါလေးကတော့ရိုးရှင်းကရေးရရိုးရှင်းဒီလိုမျိုးလေးအပေါ်ကနေအောက်ကိုတစ်ချောင်းနဲ့ဆွဲရုံပဲသူ့ရဲ့အတန်က E လို့အတန်ထွက်တယ် E อืม E ကဲသူ့ကိုဂနဲ့ပေါင်းမယ်ဂ E ခီနာနဲ့ပေါင်းမယ်နာ E နီဓာနဲ့ပေါင်းကြည့်မယ်ဓာ E ဒီဒါမဲ့သတိထားမှာပါလေစနဲ့ E နဲ့ပေါင်းလိုက်ရင် C လို့မထွက်ရဘူးဘယ်လိုထွက်ရလဲရှီလို့ထွက်ရရှီကျွန်တော်ရှီပိုင်းဆိုတာဒီကနေလာတဲ့ရှီပေါ့နော်ရှီဒီလေးတစ်ခုသတိထားပေးရမယ်ပြီးရင်နောက်တစ်ခုမနဲ့ဤနဲ့ဆိုရင်မီလို့အတန်ထွက်တယ်ဘာနဲ့ဤနဲ့ဆိုရင်ဖီလို့အတန်ထွက်တယ်โอเคဒါလေးကတော့လွယ်ကူတဲ့အတွက်အားလုံးရကြမှာပါရေးရတာလည်းရိုးရှင်းတယ်ပြီးတော့ကျွန်တော်တို့ဒီကိုရီးယားနာမည်မှာဤမျိုးရိုးဆိုတာကြားဘူးလားမသိဘူးဥမာဤဂျူနိုဆိုရယ်မင်းသားကြားဘူးလားမသိဘူးဒါဆိုလို့ရှိရင်သူ့ရဲ့မျိုးရိုးနာမည်ကိုကျွန်တော်အခုတင်လိုက်တဲ့တရလေးနဲ့ရေးရတာပေါ့နော်ဒါလေးကိုဤဂျူနိုလို့ခေါ်တယ်အဲ့မှာဆိုရင်အခုကျွန်တော်တို့ဒီနေ့တင်လိုက်တဲ့တရလေးဒီမှာတွေ့လား E ဆွဲတရလေးပါတယ်ပြန်ဆိုရင်ဒီနေ့ E ဆွဲတရလေးပြီးသွားရင်ကျွန်တော်တို့ပေါင်းဆက်တရတွေကိုသွားမယ်ပေါင်းဆက်တရဆိုတာဘာလို့ပေါင်းဆက်တရလို့ခေါ်တာလဲပေါင်းဆက်တရဆိုတာကျွန်တော်တို့ခုနသင်ခဲ့တဲ့ရိုးရှင်းတဲ့တရလေးတွေကိုပေါင်းဆက်ထားတဲ့အတွက်သူတို့ကိုပေါင်းဆက်တရလို့ခေါ်တာပါပေါင်းဆက်တရလေးကိုကျွန်တော်တို့ကြည့်အောင်ခေါင်းစဉ်လေးကပေါင်းဆက်တရကဲပေါင်းဆက်တရကအရင်ဆုံးလာမယ့်ပုံစံလေးက A ဆိုတဲ့တရလေးဒါလေးရဲ့အတန်ထွက်က A လို့အတန်ထွက်တယ်နောက်တစ်ခု A ဆိုတဲ့အတန်ထွက်ကဒါလေးကို A လို့အတန်ထွက်တယ်နော်ရေးပုံရေးနည်းကတော့ကျွန်တော်တို့ရှင်းပါတယ်ဒီလို R ဆိုတာလေးနဲ့ E ဆိုတာလေးနဲ့ပေါင်းပြီးတော့ရေးရုံပဲအပေါ်အောက်ဘယ်ညာအပေါ်အောက်ဒီလိုမျိုးလေးရေး A ခါနဲ့ A နဲ့ဆိုရင် K နာနဲ့ A နဲ့ဆိုရင်နေလို့အတန်ထွက်တယ်ရမလားကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီညမှာတစ်ခါတည်းပြောလိုက်မယ်ဒါလေးကိုလေ A လို့အတန်ထွက်တယ်
ဒါလေးကိုလည်းအဲလို့တန်တယ်ဘာဖြစ်လို့သူတို့နှစ်ခုအတန်ထွက်တူနေရတာလဲဆိုတော့မြန်မာစာမှာလည်းကျွန်တော်တို့ကြည့်ကြည့်လေကာကြီးရေးနာတက်လေကံပဲကာကြီးရေးတေးသေးတင်ရလေကံပဲကာကြီးရေးမတက်ကလည်းကံပဲဗျာတွေ့လားအဲ့တော့အဲ့ဒီသုံးကရေးပုံရေးနည်းတွေကတော့ကွဲပေမဲ့အတန်ထွက်တွေကတော့တူနေတယ်ဒါပေမဲ့ကျွန်တော်တို့သုံးတဲ့နေရာကွာတယ်ဟုတ်တယ်မလားကာကြီးနာတက်ဆိုရင်ဒါရေကန်တွေပါတွေကိုပြောတာကာကြီးတေးသေးတင်ဆိုရင်ကန်တရားကိုပြောတာကာကြီးမတက်ကြတော့ကျွန်တော်တို့ကန်းချီတို့ဘာလို့ရေးတဲ့အခါမှာသုံးတယ်ကာကြီးမတက်ပြီးကဘာတို့ဘာလို့ရေးတဲ့အခါမှာဒါကိုသုံးတယ်ပေါ့အဲ့လိုပဲသူကလေရေးပုံရေးနည်းကတော့ကွဲတယ်အတန်ထွက်ကတော့တူတယ်အဲ့တော့သူကကြတော့လေဘယ်နေရာမှာကွာလဲဆိုတော့အဲ့လိုကျွန်တော်ခွေးကိုရေးတော့မယ်ဆိုလို့ရှိရင်ဒီလိုရေးရတယ်ခဲဆိုပြီးတော့ရေးရတယ်ဒီတရလေးနဲ့ရေးရတယ်ဒါပေမဲ့ကျွန်တော်တို့ဈေးဆိုင်လို့ပြောချင်တယ်ဈေးဆိုင်ကိုဂအာဂဂအေကေဂါကေလို့ခေါ်ရဗျာဂါကေမှာဆိုလို့ရှိရင်တော့ဒီဘက်ကတရနေမသုံးမနေဒီဘက်ကတရနေသုံးပါတယ်ဂါကေလို့ရှိတယ်အဲ့တော့သူတို့ဒီအတန်ထွက်ကအတူတူပဲသုံးတဲ့နေရာကွာတယ်ပြီနော်အဲ့တော့မှတ်ထားပါဒီလိုမျိုးလေးရေးတာလဲအဲလို့အတန်ထွက်တယ်ဒီလိုမျိုးလေးရေးတာလဲအဲလို့အတန်ထွက်တယ်နော်ဒီဟာနှစ်ခုလုံးအဲလို့ပဲအတန်ထွက်တယ်အဲ့တော့ခွဲပြီးတော့မှတ်ပါအခုလောလောဆယ်တော့အရေးမကြီးသေးဘူးနောက်ပိုင်းမီနင်းတွေတင်လို့ရှိရင်ကျတော့အဲ့ဒါကြီးအရေးကြီးလာမှာပေါ့နော်โอเคဒီဟာလေးရပြီဆိုလို့ရှိရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ရေးဆိုရယ်တရရေးဆိုရယ်တရလေးကိုရီးယားကရဲ့မှာကြားဘူးမှာပေါ့예, 마마, 예, 전화, 예ဆိုရဲအဲ့ဒီနန်းတွင်းကားရင်မှာကြားဖို့မှာပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းသူကရဲကိုရေးပုံရေးနည်းကနှစ်မျိုးရှိပြန်တယ်ကျွန်တော်ရှေ့မှာရေးပြတဲ့ပုံစံလေးဒီလိုမျိုးလေးအပေါ်ကဆွဲမယ်ပညာအပေါ်အောက်ဆိုပြီးတော့ရဲလို့ရေးနည်းပုံစံရှိတယ်နောက်တစ်ခုဒီလိုမျိုးနှစ်ကြောင်းဆွဲပြီးတော့မှအပေါ်အောက်ရဲလို့ရေးနည်းပုံစံရှိတယ်ဟာဘာလဲရှုပ်လိုက်တာလို့တွေးကောင်းတွေးနိုင်တယ်ဒါပေမဲ့အဲ့လိုပါပဲဆက်ဆက်တင်ချင်းတော့အဲ့လိုပဲကျွန်တော်လည်းအဲ့ဒီအဆင့်ကနေပြီးတော့စခဲ့တာပဲเนาะနောက်ပိုင်းကျရင်တော်တော်အဆင်ပြေသွားမှာပါတနေ့ကိုနည်းနည်းစီပြန်ကြည့်ရင်တော့မှပဲအဆင်ပြေနေ့တိုင်းတော့ကြည့်ပြရမယ်ပေါ့โอเคအဲ့တော့ရဲကိုကျွန်တော်ကဲစာလုံးလေးနဲ့ကတ်ကြည့်အောင်ဂနဲ့ရဲနဲ့ကတ်လိုက်တော့ဘယ်လိုထွက်လဲဂရဲလို့ထွက်တယ်မလားဟုတ်တယ်သူ့ရဲ့ပုံသေးနည်းတိုင်းဆိုရင်တော့ဂရဲလို့ထွက်ရတယ်ဒါပေမဲ့ကျွန်တော်ဂရဲနဲ့ပြောပါများရင်ဘာသာထွက်လာဂဲဆိုပြီးတော့ပဲဒီလိုပုံစံအတန်ကိုကူးပြောင်းသွားတယ်လေအဲ့လိုပုံစံပဲဖြစ်တယ်ဗျအဲ့တော့ဒါကိုမြင်လဲများသောအားဖြင့်ခဲလို့ပြပြတတ်တာကြီးဖတ်ကြတယ်တကယ်တမ်းတော့သူ့ရဲ့အတန်ထွက်ကခဲမဟုတ်ဘူးခဲကိုရီးယားစကားပြောတဲ့ဗီဒီယိုတွေကြည့်လို့ရှိရင်တေချာသတိထားကြည့်ကြည့်သူတို့ခဲလို့မပြောဘူးခဲလို့ပြောတယ်ဟုတ်ကျွန်တော်ခုနကတော့ရေးခဲ့တယ်မလားဒီဟာလေးကအဲလေအဲဆိုတော့ခါနဲ့အဲနဲ့တွေ့ရင်ခဲလို့ဖြစ်တယ်ဟုတ်တယ်မလားအဲ့တော့ဒါပေမဲ့ဒီနှစ်ခုကအတန်ထွက်ကအဲ့လိုကွာတယ်ဒါကတော့ခဲလို့ပြပြတတ်တာထွက်တယ်ဒီဥစ္စာလေးကိုခဲလို့ခဲလို့ထွက်ကြတယ်ခဲอืม ဒီနှစ်ခုတန်ထွက်မတူဘူးเนาะဒါပေမဲ့ထွက်ပါများလို့ရှိရင်ခဲလို့အထင်မှားတတ်ကြတယ်တန်ထွက်ကတော့မတူဘူးကဲဒီဘက်ကဟာလေရဲပဲကဲသူကကြဘယ်မှာအသုံးများလဲဆိုတော့ကျွန်တော်တို့နန်းတွင်းကားတွေမှာသုံးတယ်အဲ့တော့ဒီရက်ခရာလေးနဲ့တွဲပြီးတော့သုံးတယ်အနဲ့ရဲနဲ့ပေါင်းရင်ရဲလို့ပဲအတန်ထွက်ရတယ်သိရမလားဒီအဆိုတဲ့ဟာလေးကို silent လို့ယူဆပါအဆိုတာလေးကတရရည်နဲ့ပေါင်းလို့ရှိရင်အဆိုတဲ့အတန်လေးပျောက်သွားတယ်ကျန်တဲ့တရရည်အတန်ပဲထွက်ရတယ်ရဲလို့ထွက်တယ်ဒါကြတော့နန်းတွင်းကားရဲ့မှာကြည့်ဘူးလိမ့်မယ်ဟုတ်ကဲ့လို့ပြောတာ yes လို့ပြောတာဟုတ်ရဲမဘာညာပြောတဲ့ဥစ္စာပေါ့ဟမ်အဲ့တော့ဒီတရလေးကလည်းရဲပဲဒီတရလေးကလည်းရဲပဲသုံးတဲ့နေရာဟိုမူတည်ပြီးတော့ကွာသွားရေးတရလေးတည်ထားရမယ်ကဲတည်ထားပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ဆင့်ကိုသွားမယ်နောက်တစ်ဆင့်ကဘာလဲဆိုတော့နောက်ထပ်တရလေးတစ်ခုသွားမယ်ဝါဆိုတဲ့တရလေးတရာလေးနာမည်ကဝါရေးချဝါဆိုတဲ့တရာလေးရေးပုံရေးနည်းကကြတော့အိုဆိုတဲ့တရာလေးနဲ့အာဆိုတာလေးနဲ့ပေါင်းထားရင်ဝါလို့အဓိပ္ပာယ်ရတယ်။လို့အဓိပ္ပာယ်ရလေဝါကဲသူနဲ့ဘီလေးနဲ့တွဲဆက်ကြည့်အောင်ဘာနဲ့ဝါနဲ့ဆိုရင်ဘယ်လိုတန်ထွက်မလဲဝါဟုတ်လားဝါဆွဲရေးချတန်ထွက်တယ်ခွာနာနဲ့ဝါနဲ့ပေါင်းလိုက်ရင်လေဘာတန်ထွက်ရမလဲနွာอืม ပြီးရင်စနဲ့ဝါနဲ့ပေါင်းလို့ရှရင်လည်းဘာတန်ထွက်ရမလဲစွာကဲရမလားမသိဘူးဒီကဲဒီတရလေးကတော့လွယ်ရကြောင်းမလို့ဥပမာလေး၃ခုပဲပြလိုက်မယ်ကဲနောက်တစ်ခုကြည့်အောင်နောက်ထပ်ပေါင်းဆက်တရလေးတစ်ခုကိုသွားမယ်နောက်ထပ်ပေါင်းဆက်တရလေးကဘာလဲဆိုတော့ဝါပြီးတော့ကျွန်တော်တို့ဝေးဆိုတဲ့တရလေးဝေးကိုရီးယားကမှာကြောင့်မို့ဝေး저를 진짜ဝေးဆိုတဲ့တရလေး
ကဲဘယ်လိုရေးလဲဆိုတော့ O ဆိုတာလေးကိုရေးရရေးပြီးတော့သူ့နောက်မှာ A လေးကပ်လိုက်တယ်အဲ့ဒါလေးက way လို့အတန်ထွက်တယ် way ဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ way way ဆိုတာဒီကိုရီးယားကားတွေမှာပါတဲ့ way ဆိုတာဒီဒီလိုလေးရေးတယ်အာအခရာလေးနဲ့ way လေးနဲ့ပေါင်းတာကျွန်တော်ပြောရအောင်အာအခရာကတရရည်နဲ့ပေါင်းရင်သူ့အတန်ပျောက်သွားတယ်တရတန်ပဲထွက်ရတယ် way ဒီ way ကကြတော့အင်္ဂလိပ်လိုဘာကြောင့်လဲပေါ့နော်မြန်မာလိုဆိုရင်ဘာကြောင့်လဲ why way 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 ကြောတယ်လို့ပြောတာကဲဒီတရလေးနဲ့ကြီးလေးနဲ့ပေါင်းကြည့်အောင်ခါနဲ့ဝေးနဲ့ပေါင်းရင်ဘာတန်ထွက်မလဲခွေဆိုတဲ့အတန်လေးထွက်မယ်ခွေခါငယ်ဝါဆွဲနောက်ပြခွေနာနဲ့ဒါလေးနဲ့ပေါင်းရင်ဘာတန်ထွက်မလဲနွေဆိုတဲ့အတန်လေးထွက်မယ်နွေဆနဲ့ဒါလေးနဲ့ပေါင်းရင်ဘာတန်ထွက်မလဲဆွေဆိုတဲ့အတန်လေးထွက်တယ်ဟုတ်တယ်မလားอืมရှာမှာပါဒီဟာလေးရလွယ်ကူပါတယ်ရွေးဆိုတဲ့အတန်အတွက်လေးအကုန်လုံးနဲ့လည်းရင်းနှီးပြီးသားအတန်အတွက်လေးလို့ထင်ပါတယ်ကဲပြီးရင်နောက်တစ်ခုနောက်တစ်ခါကျွန်တော်တို့ဘယ်လိုသွားကြမလဲဆိုတော့ wall ဆိုတဲ့အတန်ထွက်ကိုမသွားခင်နောက်ထပ် way လေးပြအောင်မယ်ဒါလေးကလေကျွန်တော်ခုနပြောလိုက်တယ် way လို့အတန်ထွက်တယ်။အော်နောက်ထပ်တစ်ခုရှိသေးတယ်ဒါလေးကိုလေ way လို့အတန်ထွက်ပါတယ်ဒီကနှစ်ခုလုံးက way ပဲရေးပုံရေးနည်းကကွာသွားတာအဲ့တော့ဒီမှာကြည့်ရေးပုံရေးနည်းအတူတူပဲsorry အတန်ထွက်အတူတူပဲเนาะရေးပုံရေးနည်းကဒီဘက်ကတရလေးနဲ့ရေးမယ် way လို့ရေးလိုက်ရင်အဲ့ဒါဒီ why ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဒါပေမဲ့ဒီဘက်ကတရလေးနဲ့ရေးမယ် way ဆိုပြီးတော့ရေးမယ်ဆိုလို့ရှိရင်ကြတော့ဘာကိုပြောရလဲဆိုတော့ဒါဒီပြင်ပဆိုတဲ့အဓိပ္ပာယ်အပြင်ဆိုတဲ့အဓိပ္ပာယ်မျိုးနိုင်ငံခြားသားတွေဘာတွေကိုပြောရင်နိုင်ငံခြားသားကိုရဝဲကူပြင်းလို့ခေါ်တယ်အဲ့ဒီမှာသုံးတဲ့ဝဲကဒီဝဲကိုသုံးရတယ်ဒီဘက်ဝဲကိုသွားသုံးလို့မရဘူးအဲ့ဒီလိုမျိုးသုံးတဲ့နေရာကွာရပေါ့အဲ့တော့ဒီဘက်ကအခုမြင်နေရတဲ့ညာဘက်ကဝဲလေးကိုရေးပုံရေးနေရ O ဆိုတာလေးနဲ့ E ဆိုတာလေးနဲ့ကတ်လိုက်တာအဲ့ဒါလေးကဝဲဆိုပြီးဖြစ်သွားတယ်ရမလားမသိဘူးဒီထိရမယ်ထင်ပါတယ်ရမယ်ဆိုလို့ရှိရင်နောက်တစ်နေရာလေးကိုသွားပါမယ်နောက်တစ်နေရာကဘာလဲဆိုတော့ wall ဆိုတဲ့ grammar လေးကိုသုံးပါပါ wall ဆိုတဲ့ sorry တရလေးပေါ့နော် grammar မဟုတ်ဘူးကဲ wall ကိုရေးပုံရေးနည်းပြမယ် u ဆိုတဲ့တရလေးနဲ့ o ဆိုတဲ့တရလေးနဲ့သွားမှာအဲ့ဒီနှစ်ခုပေါင်းလိုက်တော့သွေထိုးဝရေးချ wall ဆိုတဲ့အတန်ထွက်တယ်အဲ့ဒီဘယ်လိုအတန်ထွက်လဲ wall လို့အတန်ထွက်တယ်ချမလားအဲ့တော့ရေးကြည့်မယ် u နဲ့ o နဲ့ပေါင်းမယ် wall u နဲ့ o နဲ့ပေါင်းကြည့်မယ် wall u နဲ့ o နဲ့ပေါင်းမယ် wall u နဲ့ o နဲ့ပေါင်းရင် wall ဆိုတဲ့အတန်လေးထွက်တယ်ကဲ b လေးနဲ့ပေါင်းဆက်ကြည့်အောင်ခနဲ့ wall နဲ့ပေါင်းရင် call ဆိုတဲ့အတန်လေးထွက်တယ် call อืมနာနဲ့ပေါင်းစပ်တာမျိုးကမရှိသလောက်ရှားပါတယ်မသုံးဘူးပေါ့နော်မသုံးကြဘူးပြီးရင်ခေါ်ရှိမယ်ပြီးရင်မရှိမလဲဆိုတော့ခာနာသာရမပါစမောဆိုတာလေးရှိမယ်မမရဲ့ဒီလိုမျိုးဥရဲ့မောရဲ့မော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 မဝေါမဝေါလို့ပြောရင်နောက်ဆုံးညဘာတန်ပဲဖြစ်သွားလေမောဆိုတဲ့အတန်ပဲဖြစ်သွားတယ်အမေဝင်ပြောကြည့်မော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 ဆိုတဲ့အတန်ပဲဖြစ်သွားတယ်ဒီဟာရှိရမောမောဆိုတာဘာလို့ပြောတာအဲ့ဒါကကိုရီးယားကနေမှာကြားဦးမှာပေါ့မော်တာကိုမော်တာကိုဘာပြောလိုက်တယ်ဆိုပြီးပြန်မေးတာအဲ့ဒါဒီမောနဲ့ရေးတယ်မောပြီးရင်ရာဆိုတဲ့အခရာလေးနဲ့အနဲ့ရာခအိုခုမော်တာကိုမော်တာကိုဆိုပြီးပြန်မေးတယ်ဒီဟာကိုပြောတာမော်တာကိုကြားလိုက်နော်ဒီထိရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုဖြတ်လိုက်ပါမယ်ဝေါ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ် way တစ်ခုရှိသေးတယ် way နောက်ထပ် way တစ်ခုကဘယ်လိုရေးလဲဆိုတော့ u ဆိုတဲ့တရလေးနဲ့ a ဆိုတဲ့တရလေးနဲ့ပေါင်းထားအဲ့ဒါလေးကို way လို့ခေါ်တယ်အဲ့ဒါလေး way ပဲဒါပေမဲ့သူကတော်တော်အသုံးနည်းပါတယ်နော်တော်တော်အသုံးနည်းတဲ့အတွက်သူကိုတိတ်မသုံးကြဘူးသူဒီဘယ်လိုညာမျိုးတွေမှာသုံးလဲဆိုတော့ဥပမာကျွန်တော်တို့ website တွေပါရေးတော့မယ် website ကိုရီးယားလိုရေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒီ way ဆိုတဲ့တရလေးနဲ့ရေး way ပြီးတော့မှအောက်ကနေဖားတက်ကလေးတတ်တာအဲ့တော့အသက်တွေကကျွန်တော်တို့မသိရသေးဘူးဆိုတော့မသိလည်းရတယ်အဲ့တော့ website တို့ဘာလို့ရေးရနေရာမှာပဲဒီ way လေးကသုံးဝင်တယ်ဒါလေးကတိတ်ပြီးတော့အသုံးမများဘူးပေါ့နော်အဲ့ဒီအသုံးမများတဲ့အတွက်ဒါလေးကတိအောင်ပဲတိထားလို့ရပါတယ် way ကဲပြီးရင်နောက်တစ်ခုကျွန်တော်တို့နောက်ထပ်သရလေးတစ်ခုသင်ပေးမယ်နောက်ထပ်သရလေးရဲ့နာမည်ကဘာလဲဆိုတော့ we လို့ခေါ်တယ် we ဝါရေးလုံးကြီးတင်စက္က we ရေးပုံရေးနေရကြတော့ဒီလိုမျိုးလေးရေးတယ် u ဆွဲသရလေးနဲ့ e ဆွဲသရလေးနဲ့ပေါင်းထားတာ we ကဲအဲ့ဆိုရင်ခငယ်လေးနဲ့ပေါင်းကြည့်မယ်ခဝီခွီ
ဒါလေးဘယ်လိုတန်ထွက်မလဲခေါင်းငယ်ဝါဆွဲလုံးဤတင်ဆန်ကခွီဆိုတာနှစ်ရွက်ကိုပြောတာနှစ်ရွက်ခွီပြီးနောက်တစ်ခုခါနာထာရသူကလည်းအသုံးနေတာမဖစနောက်တစ်ခုကြည့်အောင်ဘာလေးနဲ့ပေါင်းကြည့်မယ်ဘာနဲ့ဝီနဲ့ပေါင်းလိုက်တော့ဝီလို့အတန်ထွက်တယ်ကျွန်တော်တို့ BTS တွေကဝီအဲ့ဒီ idol ပေါ့နော်ဝီကိုကျွန်တော်တို့ဒီလိုရေးရတယ်ကိုရီးယားလိုဝီလို့ရေးရတယ်ကဲဒီထိရမလားဒီထိရရင်နောက်ဆုံးတစ်ခုနောက်ဆုံးတရလေးပဲကျန်ပါတော့တယ်နောက်ဆုံးတရလေးကတော့ဦးီလို့အတန်ထွက်တယ်သူကလည်းနည်းနည်းအတန်ထွက်ရခက်တယ်သူ့ရဲ့ရေးပုံရေးနည်းကတော့လွယ်ပါတယ်လေးနဲ့အီနဲ့ကိုပေါင်းလိုက်တာဒါပေမဲ့သူ့ရဲ့အတန်ထွက်ကတော့ကျွန်တော်တို့တော်တော်အားစိုက်ထွက်ဦးီလို့ထွက်တယ်ဦးီကဲတော့သုံးပုံသုံးနည်းရကြတော့မကြည့်ဒါဆိုတာအခရာလေးနဲ့ဦးီနဲ့ပေါင်းလိုက်လို့ရှင်ဦးီထွက်အတန်ပဲပြန်ထွက်တယ်ဦးီပြီးရင်သူ့နောက်မှာဒါလေးကဘာလေးလဲဂျာဟုတ်တယ်မလားဂျာအားဂျာဦးီဂျာလို့အတန်ထွက်တယ်ဦးီဂျာဆိုကလတ်ထိုင်သူအဲ့ဒီနေရာမျိုးကြီးမှာပဲသုံးတယ်သူ့ကိုသုံးတာတော့တော်တော်နေပါဦးီဂျာရှိမယ်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့အဦးီဦးီဆအားဆာဦးီဆာဆိုပြီးတော့ဦးီဆာဆိုတာဆရာဝန်ကိုပြောတာဒေါက်တာကိုပြောတာတော့အဲ့ဒီနေရာလောက်ပဲသူ့မှာ meaning ရရှိရပေါ့နော်နောက်ပိုင်းကျရင်အတန်းကြီးကြီးလာလို့ရှိရင်တော့ဒီ OE ဆိုတာလေးကဒါလေးကနောက်ပိုင်းသူ့ကိုစာကြောင်းကြီးရဲ့ဘယ်နေရာမှာထားလို့ရှိရင်သူကဆိုပြီးတော့အတန်းလေးပြောင်းသွားတယ်ဆိုတာမျိုးသင်ရလိမ့်မယ်အခုကတော့မမှတ်လဲရပါတယ်လောလောဆယ်သူ့ကို OE လို့မှတ်ထားပြီးတော့ OE ချ OE စာဆိုရယ်စကားလုံးလေးနှလုံးရှိရဆိုတာသိထားရင်ရပါတယ်အဲ့တော့အခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုရီးယားစာလုပ်တဲ့နေရာမှာအထောက်အကူဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးရချိုးနှပ်ပါတယ်ကဲ၍တင်နန်းနေပါစုံစမ်းခြင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ Telegram ကျွန်တော်ရဲ့ Telegram account က THWIN3 ဆိုပြီးတော့ရရှာလိုက်လို့ရှိရင်ကျွန်တော်ရဲ့ Telegram account မှာစုံစမ်းနိုင်ပါတယ် TikTok မှာဆိုလို့ရှိရင်တော့UN ကိုရီးယားဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ကျွန်တော် TikTok account ရှိပါတယ်ဒီမှာစုံစမ်းနိုင်ပါတယ် TikTok ရဲ့မဟုတ် Facebook page ကလည်းပဲ UN ကိုရီးယားဆိုပြီးတော့ရှိပါတယ်โอเคအဲ့တော့နောက်တစ်ခါထပ်ပြီးတော့အဆုံးထိကြည့်ပေးရကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်နဲ့အတူတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ B ရောတရရောတင်ပြီးသွားရော B တရရောသုံးပြပြီးတော့ meaning လေးကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်အဲ့တော့ basic level ကိုပတ်စံပေးစရာမလိုဘဲနဲ့ဒီကျွန်တော်ရဲ့ playlist လေးတစ်ခုလေးကြည့်ပြီးတော့basic level အကုန်လုံးတက်ကျွမ်းသွားတဲ့အထိကျွန်တော်တင်ပေးပါမယ်ဟုတ်ကဲ့အဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲ